ကဲတူဒီဝါဒရှင်ကိုမလေးအားလုံးမင်္ဂလာပါခင်ဗျာစာရီနောက်ဆိုင်တက်တယ်ပြီနော်ထိုးချိန်မိမှာဆိုလို့မြန်မြန်လေးပဲပြပြီနော်ပြလာပြီဒီ8ရဲ့ဒီ9ရဲ့ဒီ3ညရဲ့နော်ဒီ3လုံးပေါင်းခြင်းရတဲ့3ဖြစ်တဲ့အတွက်3ထိပ်စီပါတယ်နော်3ထိပ်စီရပြီနော်ဒီ8ရဲ့9ရဲ့3ညရဲ့ဒီ3လုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်3ထိပ်စီလို့ပေးထားပါတယ်အဲ့လို3ထိပ်စီလို့ပေးထားတဲ့အချိန်မှာဒီ8ရဲ့ဒီ8ရဲ့နော်ဒီ3ရဲ့ဒီ3လုံးပေါင်းခြင်းရတဲ့9ဖြစ်လို့နော်9ပေါက4နောက်ပိတ်ပါတယ်နော်အဲကြောင့်မလို့3ထိပ်စီ4နောက်ပိတ်နဲ့34ဆိုပြီးထွက်ပေးထားပါတယ်ခင်ဗျာနော်34ဆိုထွက်ပေးထားတယ်ဒီနောက်ဆက်ကြည့်မယ်နော်ဒီ6ရယ်ဒီ2ရယ်ဒီ6ရယ်ဒီ3လုံးပေါင်းရင်ရတဲ့6 2 6 4ဖြစ်တဲ့တွဲတဲ့4ထိပ်စီပါတယ်နော်ဒီ3လုံးပေါင်းရင်4ဖြစ်တဲ့တွဲ4ထိပ်စီလို့ပြထားပါတယ်အဲ့လို4ထိပ်စီလို့ပြရတဲ့အချိန်မှာဒီ4ရယ်ဒီ6ရယ်ဒီ3ရယ်နော်6 4 3ဒီ3လုံးပေါင်းရင်ရတဲ့3နောက်ပိတ်ပါတယ်နော်3ပါဝါ8နော်3နောက်ပိတ်ပါတယ်အဲ့တော့4ထိပ်စီ38နောက်ပိတ်နဲ့43ဆိုပြီးထွက်ပေးထားပါတယ်နော်ကဲနောက်ဆက်ကတော့ဒီ9ရယ်ဒီ9ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းရင်1ဖြစ်တဲ့အတွက်1ထိပ်စီပါတယ်နော်အဲ့လို1ထိပ်စီလို့ပေးထားတဲ့အချိန်မှာဒီ3ရယ်ဒီ9ရယ်ဒီ9ရယ်နော်ဒီ3လုံးပေါင်းရင်9ဖြစ်တဲ့အတွက်9လေးနောက်ပိတ်ပါတယ်နော်အဲ့တော့1ထိပ်စီ9လေးနောက်ပိတ်နဲ့နှစ်ကွဲထိုးပါအောင်ခင်ဗျာနော်ဒီ9ရယ်ဒီ9ရယ်ဒီ4ရယ်ပေါ့နော်ဒီ4တခုလောက်ကရမ်းဗျာနော်ကဲအားလုံးပဲကံကောင်းကြပါစေလို့နော်ကျွန်တော် subscribe လေးနှိပ်ပြီးတော့အားပေးကြပါဦးကြည့်ရှုနေကိုယ်မအားလုံးကျေးဇူးတင်ပါတယ်လို့နော်